Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဒီ Internet Manager ပေါ့နော် Internet Download Manager ကိုကျွန်တော်တို့ဒီ Lifetime Activation ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ပြောပြမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ဒီ free ပေါ့နော်ပတ်စံတစ်ပြားမှမကုန်တဲ့ Activation လုပ်နည်းပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီတစ်သက်လုံးသုံးလို့ရတယ်ပေါ့နော်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီလုပ်ရမှာတော့ကျွန်တော်အဆင့်3ဆင့်ရှိရပေါ့နော်ပထမဆုံးအနေနဲ့ကျွန်တော်ဒီ official website ကနေlatest version ကိုကျွန်တော် download ဆွဲရပါမယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီset ထဲမှာကျွန်တော် IIM ဆိုတဲ့ဒီဘယ်လိုပြောမလဲ package မရှိသေးဘူးဆိုရင်တော့ install လုပ်ရမှာပေါ့နော်ဒီတိုင်းပြောရင်လို့ရှိရင်နည်းနည်းတော့ရှုပ်တယ်ဗျအခုပဲကျွန်တော်တစ်ခါလေးလုပ်ပြလိုက်ပါမယ်ပထမဆုံးအနေနဲ့ကျွန်တော်ဒီထဲမှာပေါ့နော် IDM ဆိုတဲ့ website ထဲမှာသူရဲ့ official website ထဲမှာဒီ software လေးတွေ down ရမှာဖြစ်ပါတယ်ဒီကောင်လေး down ပေါ့နော်ကျွန်တော်ကတော့ဒီ set ထဲမှာ down ပေးသားရှိနေဆိုတော့ထပ်ပြီးတော့မ down တော့ပါဘူးဗျdown ပေးသားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ set ထဲကိုကျွန်တော် install လုပ်ရမှာပေါ့နော်install လုပ်ပြီးသွားလို့ရှိရင်တော့ကျွန်တော်ဒီ desktop မှာဒီလိုအနေထားမျိုးပေါ်လာလိမ့်မယ်ဗျဒီလိုမျိုးပေါ်လာလိမ့်မယ်ပေါ့နော်ဒီလိုပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာချက်ကြည့်လိုက်လို့ရှိရင် registration မှာပေါ့နော်ကျွန်တော်တို့ဒါကတော့ license တွေပါမရှိသေးဘူးပေါ့နော်ဒါရက်30အတွင်းကျွန်တော်တို့ free သုံးလို့ရတယ်ပေါ့နော်ရက်30ပြည့်သွားလို့ရှိရင်တော့သူကဒီဝင်ပြီးတော့သုံးလို့မရတော့ဘူးဆိုတဲ့အခြေအနေမှာရှိတယ်ဗျဒါကတော့ကျွန်တော်တို့activation key မထည့်ရသေးတဲ့အခြေအနေပေါ့နော်အဲ့ဒါဘယ်လိုထည့်ရမလဲဆိုတော့ကျွန်တော်တစ်ချက်ပြောပြမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ဒီပေါ့နော်ဒီ download တာပြီးသားပြီဆိုလို့ရှိရင်တော့ဒီကောင်လေးကို set ထဲမှာတွင်းရမှာပေါ့နော်comment ကျွန်တော်တို့ဒီကောင်လေးကိုတွင်းဖို့ကျွန်တော်ဒီ comment proof ကိုသုံးလိုက်ရတယ် power share ကိုသုံးလိုက်ရတယ်နော်အရေးကြီးတာတော့ကျွန်တော်ဒီadministrator မှုနဲ့ကျွန်တော်ဝင်ဖို့လိုအပ်ပါတယ်ဗျဒီလိုလေးနှိပ်လိုက်ပါဗျာဒီ administrator နဲ့ဝင်ပါနော်ဝင်ပြီးတော့လို့ရှိရင်တော့ဒီကောင်လေးကိုဒီနားမှာ copy ထည့်လိုက်ရအောင်ပါပဲဗျဒီလိုလေး copy ထည့်လိုက်အောင်ပဲဒါပြီးတော့လို့ရှိရင်တော့သူ set ထဲမှာဒီ IIM auto တွင်းသွားမှာနော်ဒီလိုမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ IIM တွင်းပြီးသွားပြီပေါ့နော် set ထဲမှာ IIM တွင်းပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာဒီ number 3လေးပေါ့နော်ဒီ link လေးကိုကျွန်တော်တို့ copy ကူးပြီးတော့ထည့်လိုက်ရုံပါပဲဗျဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ IDM မှာသူ့ဘက်သူ auto activation key ထည့်တော့မှာပေါ့နော်တကယ်လို့ဒီနေရာပေါ်လာပြီဆိုလို့ရှိရင်တခြားဘာမှထည့်ပြီးတော့နှိပ်ဆရာမလိုဘူးပေါ့နော်ဒီမှာ number 1ကိုကျွန်တော်ရွေးပြီးတော့နှိပ်လိုက်ရုံပါပဲ1ဆိုပြီးတော့ရေးပြီးတော့ enter ခောက်လိုက်ရုံပါပဲဗျဒီမှာကိုယ့်ရဲ့နာမည်ပေါ့နော်ဥပမာဒီလိုထည့်လိုက်မယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ IDM ကကျွန်တော်စပြီးတော့မှ activate ဖြစ်သွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တစ်ချက်ပြန်ကြည့်ပါမယ် IDM now တစ်ချက်ပြန်ကြည့်ပါမယ်နော်ဒါဆိုလို့ရှိရင်ဒီမှာဗျကျွန်တော် product key ကနာမည်တွေပါရင်တခါတည်းဝင်တော့ပြီပေါ့နော်ကျွန်တော်နာမည်လည်းပေါ်ပြီဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီသုံးလို့ရပြီပေါ့နော်ပြီးတော့ဒီမှာ this is a lifetime license ဆိုပြီးတော့အမျိုးပေါ်နေလည်းရှိပေါ့နော်ဒါကတော့ကျွန်တော်တို့ lifetime ဆိုတာဒီ software ကိုကျွန်တော်မဖြတ်မရှင်းသုံးလို့ရတယ်ပေါ့နော်အဲ့ဒီပေါ်မျိုးပါပဲဗျအားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ဗျကျေးဇူးတင်ပါတယ်